မဂဒေဝလင်္ကာတိအပိုင်းတစ်ခိုင်ကြီးအညာမြေမှအရှင်သံဝရလင်္ကာရာဓမ္မပိယဆရာတော်ရေးသားသောမဂဒေဝလင်္ကာအဖြေကျမ်းကိုကိုးကား၍ရွတ်ဖတ်ပူဇော်သည်အခန်းတစ်ကပ္ပကမန္တနစတ္တာတိနှင့်တိုင်ပင်ခံအပိုက်တစ်စင်းစင်းပယ်ခွင်ရောက်စေသည်အပ္ပမာဒကုသလ၌စိတ်ကမြဲကျက်မမေ့အပ်ဘူးစွန့်တက်လောဘမိုက်မောဟနှင့်ကိစ္စပြောသူလူတို့အလျောက်စိတ်သာရောက်လဲကိုနောက်မပါဖြစ်တတ်စွာ၏ကိလေသာကိစ္စပမာဒဖြင့်ကာမရိပ်ငြိမ်မေ့ကြံတိမ်၍စည်းစိမ်ရမှုဝှေ့လျော်ကျူးကအထူးမယွင်းငါတို့မင်းကစင်းစင်းပယ်ခွင်ရောက်စေသည်စာပိုင်းနှင့်မဟာဘုတ်မျိုးမယားဆိုးသို့မိစ္ဆာလွန်ကျူးမိုက်ညစ်ညူးသည့်ယမှုဓမ္မမိမပြက်အားအသက်တမျှချစ်မဝပဲယူရလှုပ်ကြွေးလွန်မြက်လေးလျက်ကိုသွေးဖောက်ကတောက်စီပါလဲမေတ္တာတုံ့ပြန်မေတ္တာတုံ့ပဲချစ်မလဲဘူးသူ့ဝဲအထူးအာယုံကျူး၍ကျေးဇူးခြေဖြောက်တယောက်ယောက်နှင့်နောက်တွေ့ရာကြိုက်တတ်စွာ၏ဗမာမလွဲအမြဲနှစ်လိုဤကိုလည်းထိုဝတ်စားဟာရများနှင့်မချားနေညလုံးလကြီးစွာလှုပ်ကြွေးပါလျက်ကိုနာသေးချင်းသူ့ဘက်တွင်သို့အတင်းပင်သာလိုက်တတ်စွာ၏မဟာဘုံမျိုးမယားဆိုးသို့လူဆိုးမရဖောက်ပြန်စွာသည်စာပိုင်း3အကုသိုလ်ဟိတ်3ပါးနှင့်ကကြီး3ပါးပြောထူဒါကယံကာလ၌ဒုဗ္ဗိခကတ်နှိပ်စက်အပ်လျက်ဖြီးထက်ဒေါသတထန္တရနှင့်မောဟပြောခါယောဂါကဆိုးဖိလွှမ်းမှု၏စာပိုက်လေးမင်းစည်းစိမ်ဟူသည်ရာဇာဟုလစ်မင်းအဖြစ်လဲလက်ဖြစ်တတွက်လျက်တပြက်မြကုံပြက်လွယ်စွာမခိုင်မာဘူးအကာစင်စစ်အနှစ်မဲ့မျိုးစည်းစိမ်ဆိုးတယ်စာပိုင်5မပိုင်ဝတ်မွေးဘဝဤသင်္ခါရကိုကစ၍ဝတ္တနှိတ်သည်လောကီကျိုးဆက်ဖိုးမနှက်ဘူးအိမ်မက်အလားအငါးဥစ္စာသူဟာတမျှစိုးမရတဲ့ခဏအနိုင်မပိုင်ဝတ်မွေးအကျွေးငန်းယူဝါသောသူနှင့်အတူမှန်လယွင်းမခွဘူးစာပိုက်6ဝတ်မှုထမ်းတဲ့အုပ်ကျွများစွာတတ္တဝါကငြိမ်းရာမရဝဒုက္ခဖြင့်နေညမချမ်းဝတ်မှုထမ်းတဲ့ဝတ်ထမ်းဝတ်ထုံးစီမဆုံးပဲစင်မဆုံးပဲပေါင်းယုံရှင်ဘူးအိမ်ထောင်ကျူ၏ဝတ်မြူးဝတ်ပျော်ဝတ်ပေါ်ဝတ်သင်းဝတ်မင်းဝတ်ဆိုးဝတ်မျိုးဝတ်နွယ်အကယ်နှင်းဝတ်ကျွန်ရှင်နှင့်ဝတ်လင်ဝတ်မယားဝတ်သားဝတ်သမီးပွားစီသီးလျက်ဝတ်ထီးဝတ်နန်းဝတ်ကြံငန်းကဝတ်ခမ်းဝတ်မြုံဝတ်ဘုံဝတ်အိမ်ဝတ်စည်းစိမ်ဟု
ကြိမ်ကြိမ်ကြံစစ်လျော့မမေ့နှင့်အခန်းနှင့်အတ္တစိန်တာတကူတော်စဉ်းစားခံပြိုကွဲအားလုံးအေးချင်းဆုံးဤသာပိုက်ခွန်31ရွာတတဝါတို့ခန္ဓာဟုဆိုရှိတိုင်းကိုလဲအိုတရွေ့၍နောက်ဆုံးနေ့၌စုတေမမြဲပြိုကွဲအားလုံးအေးချင်းဆုံးဤသာပိုက်ရှိယာဇာအတုယာဇာအစစ်ယာဇာမြည်မှုမင်းလျင်ပြုလဲတန်မုတိမင်းဤသို့မင်းကားမင်းစစ်မမီလောလီကိစ္စငါကာမဤတဏကျွန်းသာမှန်မောစွာဤဗာရာဓိပတိစိုးဘိနှိမ်နှင်းပြုနိုင်လျင်မှမင်းဟုမုတ်ချဆိုထိုက်လှရှင်စာပိုက်ကိုပြိုစင်ရုံမှာအိုခါဆိုဝါဓမ္မသဘောဘယ်သို့ဟောလဲလိတ်ကြောကြောင်ကောကြောင်ချော်ချော်နှင့်ပြောရပြုံးပြုံးမော်မဆုံးပဲနှလုံးမရင်ဉာဏ်မရှင်တဲ့ပြိုစင်ရုံမှာအိုခါဆိုဝါဤကိုအားလျင်ယောက်ျားမိန်းမသမုတ်ကြလျက်သူပထင်၍မငီးငွေဘူးအတွေ့ခံစားအောက်ရက်သားတို့ကျွဲနွားသိုးစိတ်အဟိပမာဒီနာစာရလေ့လာကြ၍ကာမတတ္တဝါကာမရွာ၌ကာမဓမ္မနကာမသဘောကာမသောဖြင့်တက်လောဘစိတ်ပိတ်မြမတိညင်ညူးပြီ၏စာပိုက်30အယိုးသာရင်ဉာဏ်မပွင့်ဘူးအကျဉ်လူရွာလူတကာတို့ပညာသတိကင်းကွာပြီလျက်မိမိတဏှာအဝိဇ္ဇာမျိုးဦးတိုင်းတို့၏အယိုးသာရင်ဉာဏ်မပွင့်ဘူးစာပိုက်17ချစ်ကျင်မဝတတ္တမြဒီလင်းနှင့်မယားမယားနှင့်လင်းဖြစ်ကြကျင်သောချစ်ကျင်မဝတတ္တမြဒီမိမတို့တန်းသူ့မှာကျွမ်းကစိတ်ဝမ်းလင်းမှာလွန်ပူစား၏ပမာထို့လားယောက်ျားတို့လဲသူနှင့်ရည်သောအသေးကြွေမြမိမတို့ထုံးမိနယ်အုပ်ဤနှလုံးဒုက္ခလွန်ကြီးစွာသည်အခန်း3တံဝေခာကာရတံဝေကယူခံစာပိုက်စနစ်ထာဝရမြဲရာမရှိစွာဘူးဤသင်္ခါရဟူသည်မြလဲနေဆဒူဝတတ္တဖြင့်ထာဝရမြဲရာမရှိစွာဘူးဝိဇ္ဇာဇောကြီးတပတိနှင့်လောကီအဋ္ဌိပတ်လွန်ကြီးမြတ်သည်မိုးနတ်ဗျမ္မာဖြစ်စေကလဲပညာစေဝါမန္တာဖြင့်ကစားအယိုးတကိုးဖန်ဆင်းအိုတေချင်းမှာရှောင်ကွင်းဘယ်မှာလွတ်နိုင်ရလိမ့်စာပိုက်73မချွတ်တေအံ့အပြီးဒီဇာတိဇရာဗျာတိမရဏဓမ္မ4ပါးဤတရားတို့ထွားထွားကြိတ်ချေညက်ညက်ကြည်အောင်မြဲနေနှိမ့်ဆက်စွာတဲ့ဘဝပြက်ပြူလူထိုထိုကားရွယ်ပြူရွယ်လက်ပြန်မလွတ်သည်မချွတ်တေအံ့အပြီးဒီ
အခန်းလေးဥဒါနဝဆနာဥဒန်းကျူးခန်းစာပိုက်14လူမာတော်ကားဝါတွင်မိုးလမာသသုံးထွေတောမြိုင်ချီဝဲခြေလဲမဟောက်မြောက်လဲမကျော်ငှက်သူတော်တို့မပေါ်မထွက်တောကျက်ဥတောင်းဖော်ပေါင်းကင်းအောင်ဝါရှောင်ဖိုမနေကြပြကတော့ကျင့်တိမ်မွေ့ဤနေကြပြကတိကျင့်တိမ်မွေ့ဤလူလေးလူလာလူတို့ရွာ၌လူမာတော်ကားသူငါများပင်ယောက်ျားမိန်းမအဟိတ်မျှလောက်ဘဝလေးလာမရှောင်ခွာဘူးစာပိုက်15တစတစစွန့်ဝင်မှလျင်ကျမ်းစာနီတိရှိသည့်အရာဤလောက၌ထိုမျှနွယ်ရိုးဆွေအမျိုးဤအကျိုးဖြင့်ညာတယောက်အားကိုစွန့်ရှားအပ်စွာမြို့ရွာအကျိုးအမျိုးစွန့်ထိုက်ဇနဘုတ်တိုင်းကဝန်းလျာပတ်လွန့်နိုင်ငံရေးရာအကျိုးမှာမူဤရွာစွန်ရိုးကိုအကျိုးကအမျိုးတဝေးသားမြေးချွေရန်နိုင်ငံပတ်လုံးမြေအလုံးလဲနိုင်ငံပတ်လုံးမြေအလုံးလဲကျုံ၍မညာစွန့်ပစ်ရ၏အခန်းငါစုတော်ပေးခန်းစာပိုက်16အစုရှိကမူရှိယောတာဓမ္မတာများလအချီလူလောကီ၌နွားရှိသသူနွားကြောင့်ပူတို့ဤသို့မချားပုံအလားဖြင့်သားရှိသသူသားကြောင့်ပူ၏မင်းဟူတုံကထိုမျှတည်တည်သားသမီးနှင့်နန်းထီးချွေရန်နိုင်ငံတိုင်းပြောနိုင်ငံတိုင်းပြည်အတီတီဖြင့်ပြောစီများစွာဘယ်ဆိုရာအံ့တတဝါရှင်လူဟူသမျှမိန်းမယောက်ျားလေးပါးမျိုးနွယ်ဤငယ်ပုလူကိုအထုကားအစုရှိကမှုရှိယောတာဓမ္မတာရှင်စာပိုက်19ပညာဉာဏ်ဖြင့်နှိုင်းရှင်ခြင်းမှပညာဉာဏ်ဖြင့်နှိုင်းရှင်ခြင်း၍အသည့်မှမီအကြံကြီးသောမှုကြီးရောင်မြဲမချွတ်လွဲဘူးလွဲ၍မရဘုကိစ္စတဲ့လောဘအလိုကြီးတိုင်းပူခဲစာပိုက်18စိတ်ရည်အေခိုးကြံကာကျိုးသင်္ခပုံနာမင်းသားဇနက်ပင်လေလျက်ကိုလက်ပစ်ရက်ကူတထူးထို့ပြင်ရှင့်ငယ်စင်လျက်နစ်ကျင်သားငယ်ရေပင်လေကိုကျဲဤမမတ်မြည်ဖြာဆွတ်၍မချွတ်ခုသည်သန်းစိတ်ညီဟုစိတ်ဤအေခိုးကြံကာကျိုးဤမျိုးမြတ်ဒလိပြကတိဖြင့်မရွှေစမြဲစောက်တည်ကဲလျက်ဝမ်းထဲသို့ထားတိတရားကြောင့်တဘာပုဂ္ဂိုလ်ဟောမဆိုလဲကိုလျင်ကိုသွန်သင်၍သက်ရှင်ယုံမျှမဟူရအောင်ကာယချင်းရာစင်ကျင်ကားလျင်ပညာ၌နေဆက်နေခွဲ၏အခန်း6
ပုတ္တာဒေါသနာသားတော်တို့အားစကားပြောခန်းစာပိုက်19ရေဘွက်ပမာတသက်လျာဒီလူရွာရိပ်ငိမ်မင်းစည်းစိမ်ကမိုးတိမ်တဆန့်ဤမတန့်ဘူးမခန့်တက်တက်ခဏတွက်ဖြင့်ရေဘွက်ပမာတသက်လျာဟုထင်ကာအပြီးစိတ်တော်ညည်း၏စာပိုက်20တန်လျက်ပမာဤခန္ဓာအိုဘေးမကွာနာဘေးအတိသေဘေးဖိလျက်ဇာတိမြစ်ချေမကင်းချေတိုင်းအနေမကျအနိစ္စနှင့်ဒုက္ခအစုနှိပ်စက်မှုဖြင့်အထုအထပူရွပြူအိုခန္ဓာကိုယ်လဲတင်းကြို9ရက်နံရုပ်ဆက်လျက်တန်လျက်သဖွယ်အနှဲငယ်မြချစ်ဖွယ်စရာချမ်းသာရာနှင့်မြဲရာနှိပ်စရှာမရ၍မြင်မတွေ့သည်ဘယ်၍နေရမည်မသိအခန်းခွန်ပုတ္တောဝါဒသားတော်တို့အားဆုံးမခန်းအကတင်ညုမွေလေးခုသို့မဟာဘူတဤကာယအားနေညမကင်းရေစာသွင်း၍မပြင်းလှုပ်ကြွေးစုမွေလဲမပြင်းလှုပ်ကြွေးပြုစုမွေလဲကျေးဇူးမရှင်အကတင်ညုမွေလေးခုသို့ကိုက်မှုမဆဲခဲမှုမငြိမ်းကိုယ်လုံးရှိန်အောင်ရှောင်တိန်မသာအေယာမွေစိတ်တရိပ်ရိပ်ဖြင့်ဥထိတ်ထက်စီရောက်လာပြီးပြီတေနီးပြက်နီးတက်တော်ကြီးခဲ့စာပိုက်22တတ္တအပရိယာ9ဖြာတဲ့မင်းကြီးတကားကျင့်မြဲစွာသာရေးရာမျှော်မြင်ပညာရှင်ကိုတိုင်ပင်မပြတ်များမှုမှတ်နှင့်ညီညွတ်ပြုပြန်အခွန်ခံခြင်းတံပေးခြင်း၌ထုံးရင်မပယ်တက်ရွယ်ကြီးမှာသူတို့အားကားညွတ်တွားယူကျူးရနိုးပြုစုဤသူသမီးကျူမကြီးကိုဖီစည်းနှိပ်စက်နိုင်ထက်မယူပူဇော်ထိမ့်မှတ်ဤဆောင်နှက်အားမပြတ်တင်သတမနနှင့်ယမနခေါ်မြတ်သူတော်တို့မပျော်ပျော်ကြောင်းမရောက်တောင်းလဲမပြောင်းလိုမှုစောင့်ရှောက်ပြုဟုပေါင်းစုတွက်ပြတတ္တအပရိဟာ9ဖြာတဲ့စာပိုက်23အစိတ်ဟူသည်ထက်မြက်ဟွမ်စုအစိတ်ဟူသည်တင့်သူမြတာတည်တတ်စွာရှင်သမဏဗျမနအဓိယာဟုသင်္ကာယဟံကျင်ခမ်းမြတ်သူအစိတ်မူကားရှင်လူနီးရင်ရွှေသင်းပင်နှင့်မကျွင်းပျက်စီးလောင်သည့်မိတို့တေးပြီးဆက်ဆက်ငရဲကြက်လိမ်သက်ရှည်လျာဤမိဘတို့မှာကျင့်ကောင်းရာကိုကောင်းစွာမမကျင့်သောအပြင်ပုံနာယာမယမနလျင်ဂုံဘဝတီဒန္တကီဤပူရီပြက်လုံးလက်နက်ဖုံးလဲအစုံမပြက်
ခြားခဲ့ကွက်၏တစ်ချက်ထိုမြအလီနာတတုငယ်နှုရွယ်ဦးမင်းရင်ကျူးလဲဘလူမစားဘာစကားကိုထောင်နာမချနာတက်လှ၍ယာမလောင်းတော်6,000ကျော်အောင်နန်းပေါ်စံစားတက်ရှိလျား၏စာပိုက်25သစ္စာမြင့်မှုနှုတ်တန်မှုဥကိုင်ဆိုးလစ်မင်းလျင်ဖြစ်ကမင်းစစ်ဓမ္မတာထုံးစံလာတိုင်းသစ္စာမြင့်မှုနှုတ်တန်မှုဖြင့်မယိုမရွက်ထိတ်ဝဲနှက်သို့ဆောင်ရွက်မြဲစွာဤစပါလောတာပိုက်26ပြစ်မှားရှုတ်ချမပြုရကုဏဝယဗုဒ္ဓကိုထက်ဂုံတနှစ်ပါးဤသူအားလဲပြစ်မှားရှုတ်ချမပြုရဘူးစူးကြဖတ်ပေါက်စူးကြဆိုကြတပွဲကိုဝဲချီးပေပြည့်ရောက်ချေ၏ကုဏဟုတ်တာပစာယနာလေးစားကြတာပိုက်29ရှေးဝဲသောအခါတောဟေမာ၌ပညာမျောမြင်ခါမြောက်စဉ်တို့ညောင်ပင်တစ်ခုသက်တည်ပြု၍ကုဏဟုတ်တာပစာယနာပြင်းကုန်ကြကြောင်းလူမြမတန်တရိษံလျက်နတ်ထံမှုချရောက်ကုန်ကြ၏စာပိုက်28လေးလီမှန်လသင်္ကဟတဲ့ရေမြေဆိုးရလူများသနှင်းမင်းစစ်တို့သာကျင့်ထိုက်ရသည်ဤရွာတုတ်ခွန်ကောက်မြဲဟွန်လဲမလွန်ဆယ်ဖို့ရဲမတ်တို့အားပိုင်းခြားဝေငှ6လတခါမှန်စေရာကဤရွာအတွင်းမိတင်းနေညာစင်ရဲစားအားစီးပွားဖြစ်ရေးပေးသည့်ဥစ္စာ3နှစ်ကြာမှရင်းသာယူခြင်းဘိုခပ်ပင်၌ဦးမင်းနောင်ကြီးခေါ်ဝေါ်ချီသည်လေးလီမှန်လသင်္ကဟတဲ့ယမစရိယဤတံဘကာမင်းမှတော်သာကျင့်နိုင်ရ၏စာပိုက်29စတုသင်္ကဟကျင့်ဓမ္မထိုပြီးတခြားရိုးလေးပါးတို့အများကျင့်တန်းတင်းကြိုလန်းလဲဧကံတသွဲချစ်ဖွယ်တပါးစီးပွားတစ်ခုကိုတူပြုဟုစတုသင်္ကဟကျင့်ဓမ္မနှင့်မခွတယံလွန်မြဲမြံလျက်သဲခံနိုးကြားတနာထကြွနေဆမသွေဖွဲဝေရှုတက်6ပါးမှတ်လောစာပိုက်30မင်းတို့ကျေးဇူးရုပ်မြတ်များစွာလူတို့မှာလျင်ကဘာဥကခုတိုင်ကြအောင်စိုးရသနှင်းမင်းတို့ဥထစောင့်ရှောက်ကြ၍ထိုမြတီးတီးငယ်ကြီးနိုင်ထက်မနှိပ်စက်ပဲငြိမ်သက်ချမ်းသာသက်မွေးကာလျင်အိမ်ယာတည်ကြနေနိုင်ကြ၏ညာနာနဲသူရှင်လူအချို့သူမိုက်တို့ကဤသို့အထူးမင်းကျေးဇူးကိုကြည်နူးမသိညူစုမိ၏ဘာလိဘာလပေါ်များစွာရှင်ဂုဏဒေါသနှဝကျိုးပြေစီစစ်တတ်သူနည်းစွာဟူ၏
စာပိုက်31နဝရကိုးသွယ်စင်စလွယ်နန္ထိသခင်ပြည်ကြီးရှင်တို့ဝတ်ဆင်အပ်ရာမြတ်တန်စာဟုယရနာမီမှတ်နဝရကိုးသွယ်စင်စလွယ်လဲဤငယ်ပြည်၍မျော်တွေးနိုင်စွာတိလိမ္မာတိဒေနာပတိမင်းဘုံရှိကာဤကြီးဥကင်းတရင်ကျင့်မွန်ဂုဏဝံနှင့်သီလဝံမီမဟာထေကာတိုင်းပြည်တကွန်ဝေဒပိတကတက်မှတ်ကြောက်ထိတ်သူရောဟိတ်ကာအတိတ်အနာဂတ်ဆုံးဖြတ်မြင်သည့်ဤမျက်စိတဲ့ထိုပြီးတခြားတိုင်းတစ်ပါးသို့ရောက်သွားဝင်ထွက်လျှို့ဝှက်ထဲတံသူအကြံကိုနာခံထိုကြားကြောင်းဆိုသည့်သရှူယောက်ျားတကောင်သားကဤနာမည်ရှိဇာတိမန္တရဲတုရနှင့်ဝန္တမဟာဘုံဝါသိင်္ဂီရွှေစံမိတို့မင်းညီမင်းသားဆွေတော်များမူဤသွားပြီဆွဲတင့်တယ်ရောက်ကြီးရှုမကြီးသာသမီးကံညာယရနာကကြောညာသတင်းတပြီချင်းအောင်ကြောချင်းထွန်စီဝန်းထိန်မှဲ့သားရွှေပြီပြင်နာမဟာဂဟပတိတဋ္ဌိယရနာဥစ္စာဘောရဲ့တထွေးကျွယ်ကိုဤဝမ်းဆိုရှင်ရဲဘော်မူထမ်းရဲစွမ်းတတိအထူးရှိသောဟတ္ထိအတ္တထိုမြတထွေဤချီခေါ်ယိုလက်နက်မျိုးမှာဤရွာဤလက်စင်မပြတ်ဖြင့်ရုပ်ပြက်နဝရကိုချက်မှတ်သားမွန်မြတ်ဥစ္စာယရနာတဲ့စာပိုက်32ချစ်ချင်းသဘောချစ်ချင်းသဘောလူသဘောလဲမနောထဲသို့ဝမ်းတွင်မြို့လျက်ကျွန်းကိုချစ်ရာကွယ်တော့ခါတဲ့စေပါယောက်ျားသူရင်ငါအားစားသည့်အခိုက်တား၌အိခါမယားမှမူတန်စာဝတ်စားပေးစင်များနှင့်ယောပါတော်မှယူရထင်စွာပြုအပ်ရ၏စာပိုက်33ရှုရာမပြတ်မေတ္တာသက်လောအာနာမထံမျက်မှန်မပြင်းမရည်လျင်းနှင့်အင်းလွန်းလျင်ပြတ်မာလွန်းဆက်၏ကွန်းလွန်းလဲစဉ်အင်းလွန်းလဲမောက်အင်းလွန်းလဲမောက်ကိုလွန်းလဲစဉ်အင်းလွန်းလဲမောက်မြောက်လွန်းလဲကြွနှိမ်လွန်းကြခဲ့ညီမြလျော်တင်ဤတတ်ခြင်းဖြင့်တွေ့ရင်မျိုးရင်ကြေးရင်ကျွန်းချသူတို့မှလျင်ရှုရာမပြတ်မေတ္တာသက်လောစာပိုက်34အမျိုးထိတော့ဆက်မယွင်းနွယ်သက်ဆင်းလျက်ဆွေချင်းမျိုးချင်းတွေးဆက်လျင်းကသူတင်းသူပတ်နေတုံလျက်လဲနှိပ်ဆွက်လွှမ်းမိုးကိုဆွေမျိုးဤအကျိုးမဲ့ကိုကဲ့ရဲ့ဆိုတော့မလူစိတ်မှာမသက်သာဘူးဂုံဝါအထုချီးကျူးမြောက်ကတော်တော်ခါ၌တာယာစိတ်ကဝမ်းမြောက်ကြ၏စာပိုက်35အရေးကြီးသွေနီမှဒေါသမကင်းဆွေမျိုးချင်းတို့
ဝမ်းတွင်မကြေရှိနေတတ်လဲအရေးကြီးကသွေးနီးရာကပ်ကြောချင်းအပ်၍ပေါင်းဆက်မချွတ်ဖြစ်တတ်ကြ၏စာပိုက်36ငယ်ဖော်ငယ်ပေါင်းဟောင်းတိုင်ကောင်းအဝတ်ပစိုးတန်စာမျိုးကတိုး၍တနေ့တခါလဲပါတုံရှောင်းတစ်တိုင်ကောင်း၏အပေါင်းအဖော်ဟူတုံတော်မူငယ်ဖော်ငယ်ပေါင်းဟောင်းတိုင်ကောင်း၏စာပိုက်39ခံပိတဲညီကျေးဇူးကြီး၏ငယ်ကပေါင်းတော်ကျွမ်းဝင်ခြင်းဖြင့်ငယ်ကပေါင်းတင်ကျွမ်းဝင်ခြင်းဖြင့်နှီးရင်းမိကပ်ချစ်အပ်တတ်သူဤသူတဦးကိုကျေးဇူးကိုအထူးမပြတ်ပြုတတ်တုံမြောက်ထိုနှစ်ယောက်တို့ယွင်းဖောက်ဆိုးစီဖြစ်သာရှိလဲခံပိတဲညီကျေးဇူးကြီး၏စာပိုက်38ရွှေမင်းစုနံ့ထုံပြန့်မခန်းမေတ္တာအရင်ချစ်မကင်းပဲချစ်ချင်းဟူသည်ရွှေမင်းစုနံ့ထုံပြန့်မခန်းချစ်ကြည်လန်း၍ချစ်ပန်းလှိုင်ကြစေကုန်လောစာပိုက်39အတိဒုံလဘောပုဂ္ဂလောရင်းနုငယ်ကြီးဝေးနီးတိုရှည်အဤအချင်းဖြားရင်းရုပ်မြတ်မျိုးဆက်စာတိအထူးတိလောပုရိသတ္ထဝိတေတကိုတားလှတနှင်းစစ်မကျွင်းနှင့်ကြောင်ဆင်းပလောလူသဘောကနတ်ကျောမွေးတောင်ဤရာထောင်တွင်၎င်းအဖြူရှာမူရဖို့ခဲဤတို့သာလူတို့၌မှပညာရှိဟုတော်ဖြောင့်သူကိုရှာမူထို့ထက်ခက်ခဲလျက်ရှင်စာပိုက်40ကြည်ဖြူဝမ်းတွင်ပင်မကွင်းနှင့်မင်းတို့၌ဝယ်ရှုဖွယ်ကြက်ကြက်လူ3ရက်တဲ့ကျင်းကျက်ဆောင်ရွက်ရောင်းရင်တတ်နှင့်အသက်ကယ်သူညှိုးပူဒုက္ခရှိကာလကမဆတသူညီကူပင့်ထောက်မင်းဖြစ်မြောက်အောင်တင်မြောက်တသူ3ယောက်လူကိုဤဖြူဝမ်းတွင်ပင်မကွင်းနှင့်စာပိုက်41ချလွယ်မြောက်လွယ်မပြုလွယ်ရာမတန်မယာတတ္တာလွန်မြောက်ကျွန်ကိုမြောက်ကမြောက်ကိုချစ်ညာချူဆွဲမှတို့နာမချမ်းသာဖြစ်တို့ရာ၏ပညာနှင့်မြချီးမြှင့်ကလည်းစိတ်ချရခြင်းမရှိလျင်ပဲမြင်းနောက်ပြန်စီကြီးရှိကကွယ်ဆိုတဖွယ်တို့ချလွယ်မြောက်လွယ်မပြုလဲရာရွေးချယ်စစ်ခြင်းလင်မဟင်းနှင့်စာပိုက်42သူတော်ကောင်းဟူသည်ညစ်ရည်ညာဆန်တပံကယုဂံမြင့်မို့ကွဲပြူချအပ်တိုက်ဆက်ကဝါမြေကဘာလဲလန်ကာထက်အောက်ပြန်မှောက်စီမူအယူမယုတ်သူတော်နှုတ်ကားမဖြုတ်သစ္စာတော်တဲ့ရာ၏စ
စာပိုက်43သူအစွမ်းနှင့်သူယောက်ျားမိန်းမဟူသည်မျှအားနှိုင်းစမျှော်ရှုချီးမြှောက်မှုလဲနေရုရွှေတောင်ထူးမဆောင်ပဲရွှေရောင်ချီတာချင်းစီပါတို့ပမာမပြုညီမရှုနှင့်လူဟု၎င်းမြည်တုံရှောင်း၍အုတ်ခေါင်းရှိခြင်းသူကြနှင်းလဲညီချင်းတတိသူမရှိဘူးမှတ်ပြီးအဟုတ်ငှက်နံစုပ်လဲနှံစုပ်လောက်မြငှက်လင်းတလဲလင်းတလောက်သာပြန်နိုင်စွာ၏စာပိုက်44နှုတ်လျာပေါ်ဆန်းလူပေါပန်းအစင်းမျှသာအပေါ်ဝါလျက်နှုတ်လျာပေါ်ဆန်းလူပေါပန်းနှင့်လူတဖန်းမျိုးအတွင်းဆိုးကိုမျက်နှိုးမိညာကြိုးမပွားဘူးပညာရှိသူမိုက်စာပိုက်45ပုံနာကီဟုအမာရွတ်တို့တရားလွတ်စကတက်ပေါက်လွတ်နှုတ်ရှာဆိုတတ်စွာတဲ့ပညာရှိသူမိုက်ဇယိုက်ကျင်ဆိုးထိုလူမျိုးကပြစ်ကျိုးမသိပြုမိပြုရာပြုတတ်စွာ၏လူမာစရင်တစ်မသွင်းနှင့်စာပိုက်46စင်မာစင်ကျိုးကြက်ကျိုးကြက်သာစင်မာစင်ကျိုးကြက်ကျိုးကြက်သာတင့်တန်စွာ၏အရာမတန်အမြောက်လွန်ကကိုကျွန်ကိုဖြက်ကိုနှိပ်ဆက်၍ကိုကြက်ကိုသက်ဖြစ်ရတတ်၏ဖယားကားအောက်မြောက်ကားအထက်စီကံဖြတ်၍ရွက်ရိုးရွက်အုပ်ပုံးကျင့်မသုံးနှင့်ရှေးထုံးစင်လာချင့်မှန်ရာ၏ဆိုင်သေးပြည့်၍ဆိုင်သစ်ကိုရှာဟူစပါတို့နီးနာမပြောင်းကြေးကျွန်ပေါင်း၌အဟောင်းပြည့်၍အသစ်ကိုသာမမြောက်ရဘူးစာပိုက်49ဂုံရှင်လဲသွမ်းဂုံလဲနွမ်းမျိုးဆက်ရုပ်မှာကင်းပညာနှင့်တံပါမဟဲ့ဂုံမဲ့ပေါ်တွင်ဂုံကိုတင်ကဂုံရှင်လဲသွမ်းဂုံလဲနွမ်းခေစာပိုက်48ငယ်ပေါင်းငယ်ချစ်ပေါင်းဆုံးဖြစ်၏ဝမ်းတွင်းပိုက်သို့လူဟုဆိုကရုပ်ကိုမကြည့်စိတ်ကိုကြည့်လောသူဤသဘောလိုက်လျောပေါင်းသင်နှီးနှောခြင်းဖြင့်မကင်းညာနာနှိုင်းချင်စရှင်ရှေးကချစ်လင်ကျွမ်းဝင်မိတ်ဟောင်းငယ်ပေါင်းငယ်ချစ်ကောင်းဆုံးဖြစ်၏သစ္စာဖွဲ့တီးမေတ္တာစီကစာပိုက်49တာဖြားလိမ်မာပြီးအရာနှင့်သစ္စာဖွဲ့စည်းမေတ္တာစီကရန်ပြီးစေတတ်ကောင်းစွာညွတ်၏စာပိုက်50အရေးကြီးတွေ့နီမှမူးမတ်ကလန်ကြေးကျွန်သင်ပင်ညားတုံလျင်လဲဆွေရင်းမျိုးရင်းမရှိလျင်ကကောင်းချင်းမမီကြာမတီဘူးအရှိမကန့်ဂုံညံ့တိမ်ဖြင်းတကိုးကင်းလေစာပိုက်51သူ့ကိုချီးမြှောက်ကိုဂုံမြောက်နောင်ရင်းညီရင်လွယ်မကင်းသားသားချင်းမျိုးပေါ်အကျော်ထင်ရှားဆွေတော်များကိုတရားမပြတ်မေတ္တာဆက်၍မဖြတ်စည်းမှု
ချီးမြှောက်ပြုလောသူကိုချီးမြှောက်ကိုယ်ကုံမြောက်၏ယင်းဖောက်အလိုဝန်မတိုနှင့်သူကိုဂုံနှိမ်ကိုဂုံနှိမ်၏စည်းစိမ်အရာသူချမ်းသာ၌အိတ်သာမပြုဝမ်းမြောက်ရှုလောစာပိုက်52နောက်မှသူ့လက်ပြက်ကြီးပြက်၏တရားမဲ့သည်ပြုကျင့်ပြီးလျင်ဘွားကြီးတသူထိုမျှလူကားနောက်မှသူ့လက်ပြက်ကြီးပြက်၏အသက်ကိုမျှမရချမ်းသာရှိတတ်စွာကဲ့စာပိုက်53လူဘိုမြက်လေးရှိနှက်စေတဲ့တင်းကြိုဓမ္မသင်္ကဟကာဒိဋ္ဌတမလွန်နှစ်တန်ခိုင်ပြီးအကျိုးကြည့်၏ကြီးလိုမင်းလိုများကြည်ညိုသည့်လူဘိုမြက်လေးရှိနှက်စေတဲ့စာပိုက်54ကြည်ညိုမေတ္တာစောင့်နိုင်ရ၏သူကိုစောင့်မှသူကကိုယ်ကိုကြည်ညိုမေတ္တာစောင့်နိုင်ရ၏ရေခါတော်ကတံဝရဟုမင်းလှရွှေတုံးအငယ်ဆုံးလျက်နှလုံးမွေ့သိမ်ရွှေအိမ်နန်းရိပ်စိုးစံနှိပ်တော်ကိုကြိတ်ကိုပါနောင်တော်များကိုကြေးစားမပြတ်ချီးမြှောက်ချက်ကြောင့်ဝန်းရှက်ပတ်ချံစောင့်ရန်ညီညာဘေးရန်ပါ၍ဘာယာပြည်ကြီးခိုင်စီဖြစ်၏စာပိုက်55တိုင်ပင်စရာပေါ်ပေါက်လာလျင်ပညာသတိရှိသူနှင့်သာတိုင်ပင်ရာ၏ပညာမရှိသတိမဲ့ညာသူတို့များကစဉ်းစားရေခွင့်ပျော်မချင့်ဘူးစာပိုက်56မစ္စည်းမပရိပရာကြောက်တတ်သူကြောက်ရေးယူ၏ရဲမူရဲကိုရဲစွတ်ထိုး၏ကြောက်ကိုရဲကိုထိုနှမျိုးလဲအကျိုးမလားပြက်ကြောင်းမျှတဲ့စိတ်ကထင်ရာပြုတတ်စွာသည့်ပညာကင်းချုပ်ထိုတို့လူတွင်လူတမင်အားစီရင်မှုကင်းမစုနှင်းနှင့်စာပိုက်59ရှစ်ချက်အင်ဆုံးကုံလုံးပြည့်သူနီးရင်ကပ်လျံမင်းတို့ထံ၌စီမံခံထားမင်းယောက်ျားကမြင်ကြားရှိခြင်းအစင်းအကျင့်ရဲရင်လုံလကိစ္စပစ္စည်းအားကြီးခိုင်မာဥစ္စာမမတ်ဖြစ်ချက်အင်ဆုံးကုံလုံးပြည့်သူထိုသည့်လူကိုကောက်ယူရွေးချယ်ပေါင်းစလွယ်နှင့်စီချေထီတာရာမြောက်စား၍ထံပါတွင်ပြင်ညီလာခွင်၌ထက်ဝင်စေမှုမင်းသုံးပြုတော်စာပိုက်58ချီးမြှောက်မယ်ခြင်းမပြုလျင်းနှင့်စင်မြင့်ယထာဖိုးများကပလာတိခဲစွာကိုပညာထူးမြတ်သိနိုင်တတ်သည်ရာပြက်ဒုက္ခမိန်မတ်ကဝိန်အားတိုင်းချိန်မစ4ချိန်ကြအောင်မလှနေပါသဗျာအပြင်ရှစ်ပြားမျှသာပေးတတ်စွာသည်စတ္တာသည်သာမင်းအလားသို့ဂုံအားထိုက်လျော်မမျောမထောက်ချီးမြှောက်မယ်ခြင်းအပြုလျင်းနှင့်စာပိုက်56နေလိုလလိုရွှေမှောက်ဘရင်
ပြည်ကြီးရှင်တို့ဥကင်ကြာငန်းပွင့်ဆံမြန်း၍ရွှေနန်းသိမ်းယူစိုးထိုင်းမူကားပြည်သူခပ်ပင်းရန်ရွှေသင်း၌လာမင်းအတူရန်သူတို့ဝယ်နေမင်းနှင့်တဲ့စာပိုဒ်60လိုရာကိစ္စဆောင်နိုင်ကြလောဘကြီးသူလူတို့အားမှာဥစ္စာပေးကမ်းကြမ်းတမ်းမြတ်စုထွက်တတ်သူကိုပြည်ဖြူဝမ်းတွင်နှုတ်ညင်းသာယာဝါစာပိယအာဒေါသနှင့်ဘာလကိုကားလိုလိုက်ဖြားလျက်တရားမြင်သည့်ပညာရှိမှာမှန်ကန်စွာဖြင့်လိုရာကိစ္စဆောင်နိုင်ကြဟုချေးကနီတိကျမ်းလာရှိ၏စာပိုဒ်61ကျမ်းတော်ကြံချင်းတရားမမျှော်သူမတော်ကားကျမ်းတော်ကြံချင်းတင်းတော်တင်းလျက်ရဲချင်းရေးယူစမ်းလော့ဟူ၍စိတ်တူမာကျမ်းလက်ရုံးတန်းလောစာပိုဒ်62မိုက်မိမိုက်မဲအတင့်မရဲနှင့်ရှေး